သားကိုတတ်၍လူရဲသူလို့အမည်ပေးထားတဲ့တရားတော်ဗာတရားတော်တဲ့လေမိမိရင်၌ဖြစ်ပွားသားကိုတတ်ပြီးတော့အလှပေးရတဲ့သားကိုတတ်၍လူရဲသူလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမည်တရားမနာကြားသေးမည်မှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရောသေးသောလို့ရှင်မောရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ရှိပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရင်ကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီးကျူးခေါ်ရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုရှင်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်ယောမာရသေနမာသနာမာသနာဝိသယုတ်တဝောဒီနာယပိနမေညိတံသောမွေတိတုဇယံစီနောအာဒနာဝိရိယသဝော၅ပါးမဟုံယသဘုံကိုဘုံဟုံ6ဆင့်အောင်ချုံးဝင်၍လွယ်လင့်တဲ့ကိုအောင်ပွဲယူကံဤဖြစ်တော်မူ၏သောယောဇီနောအောင်စေရပြီအောင်သိမ့်ခြင်းနှင့်ဘောဓိညွတ်ရှင်အောင်ပလင်ဝဲငါအိမ်မှရုပ်ရံခလုတ်ကိုဓမ္မဥဆောင်တဲ့ခင်ဘုံတော်ညွတ်အောင်လံတင်၍အောင်ပလင်ကနေကရရိပ်မှအောင်ပိသိသွန်တော်မူပြီးသောခြင်းများစွာဘုရားရှင်ကိုရောမြတ်ကြီးသည်အာသနံဗုဒ္ဓဟေခံပလင်နံကိုအယံနဲ့ချက်လူမဲ့ဟဲ့လို့တုမဲ့ပရမေရှိပါဝန်းခြင်းထံတော်ဤသို့တောင်းဤချီတက်၍လာသောမာရသေနံကဘာမြေပြင်ကောင်းငင်တဝိုက်ပဲ့တင်ရ၍တိုက်ဖို့ရွယ်၏စေတရပေါင်းသောင်းသိမ့်ဖို့ခြေမာနမင်းရဲ့ရဲမဲ့တွေကိုဒီနာယပိကြောက်စိတ်လားစိတ်အေးမသိဇန်ကြီးတမြင်မြတ်တပင်ကလေးများတော်လည်းပဲနာမည်ညိထာပါရမီဆက်ဘုံလဲနဲ့ကြောင့်ရှမေများစွာပေါ်ပေါက်လာလဲအရာမရောက်မလောက်မလေးအေးမယူရန်ညို့သူမနာတသင်းတို့ကိုခွင်းလုံးပိုင်ဆောင်နေလို့မူအောင်ခြင်းကြီးအောင်တော်မူခဲ့လေပြီတော်စီတော်ထိုအောင်စေရပြီအောင်သိခြင်းနှင့်ဘောဓိညို့ရှင်အောင်ပလင်းဝဲငါအိမ်မှရုပ်ရံခလုတ်ကိုဓမ္မဥဆောင်တဲ့ခင်ဘုံတော်ညွန်အောင်လံတင်၍အောင်ပလင်ကနေကရရိပ်မှအောင်ပိသိသွန်တော်မူနိုင်သည့်ထိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်မေဘုရားတပည့်တော်အားဟောတုံမကံတရားချစ်ခင်စိတ်ကောင်းဝင်နေကြသည့်သင်တော်စဉ်ပရိသတ်အပေါင်းတို့အားဇယံအတွင်းအပြင်းရန်တို့ကိုယခုပြစ္ဆုတ်ပံမှာလဲအောင်နောက်အခါမှာလဲအနံ့ရဖြစ်လေရဘဝဘဝတိုင်းမှာမဟာဇယဆိုတဲ့အောင်ပွဲကိုတေတုယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ထိုနောက်နောက်ဝဲကုံရောင်ထွန်းတောက်တမိုးအောင်၌တယောက်ထင်ပေါ်တိုင်းလုံးကျော်၍ဘုံတေသောထောင်ရောင်ကြီးကဲ့သို့မြတ်စီစိတ်ပြောင်းပြောင်းကြီးတဲ့အောင်စုကြည်ပေသနာတော်မူပါမြတ်စွာဘုရားစัจ java လာအနန္တ၌လုံးစုံခတ္တိတတ္တဝါတွေကိုမာတန်တံပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးတဏ္ဍယံခသိမ့်တို့
ရှောင်းငါတိမ်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့တန်ပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နဗ္ဗမတွေကိုယ်မှာတန်တန်ပူပန်ဆွဲတဲ့ကိုယ်ဆင်းရဲလည်းကင်းပါစေဘေးအတဏ္ဍယံခတ်သိမ့်တို့ရှောင်းငါတိမ်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့တန်ပါပေသဗ္ဗိတိယဝုဝသံတုသောကောရောဂဝိနာတတုမာတေဘွန်တွန်တရာယသုခိတိကာယုခောဘဝသဗ္ဗိတိယလုံးစုံသောဘေဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝေဝေသံတုရှောင်လွဲပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိတောကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကာတက်ရာတောင်းကိုကြော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ခဏိတိကင်းသောအနုမောဒနာရည်သက်ချဓမ္မသဘင်တရားပွဲကိုဘုန်းကြီးတို့ယခုချိန်ကစတင်ပြီးတော့ပွင့်ပါတယ်သောအလှတဲ့တပ္ပေတ္တအာဟာရထီတိကာတဲ့တတ္တဝါမှန်သမျှအာဟာရမိပြီးတော့အသက်ရှင်ကြရတယ်။သစ္စာဘုရားရှင်ကိုရောမြတ်ကလည်းပဲသာသနာတော်ကြီးကိုစတင်တည်ထောင်တဲ့နေရာမှာသံဃာတော်များကိုသွန်သင်္ကန်းကျောင်းဆေးလေးပါးသောပစ္စည်းတွေကိုခွင့်ပြုပေးထားတယ်။သွန်အလှခံပြီးတော့ဖုံးပေးသင်္ကန်းဝိယုံသုံးဆွဲကျောင်းမှာတရင်သုံးကျမယေမကောင်းဆေဝါဒဆာကုပြီးတော့ပရိယသာသနာပရိပတ်သာသနာဒုရနဗျာသာနာလို့ကိုအထောက်တဲ့အဲ့တော့သွန်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဒေသနာတော်များမှာဝါဟန္တိဘောဇနံဗုဒ္ဓဝါဒုရဒွယံဟိဘိက္ခဝောတေနမူလံသာသနတ္တဘောဇနံဗုဒ္ဓဝဏိတံဝါဟန္တိဘောဇနံဗုဒ္ဓဝါဒုရဒွယံဟိဘိက္ခဝောတေနမူလံသာသနတ္တဘောဇနံဗုဒ္ဓဝဏိတံဟိဆွန်လူရတဲ့ကျိုးကိုထူးဖွင့်ပြီးဟောလိုက်ပါဦးမယ်ဘိက္ခဝောတာဂီနွယ်ဘွားဖယားရှင်နှင့်သားချစ်မြတ်ဖြောယဟန်တော်တို့သည်ဘောဇနံဒကာဒကာမတို့ကချမ်းသာစေရန်ရည်မှန်း၍တရားဖြင့်လူတန်းတဲ့ဘောဇင်ဆွမ်းကိုဗုဒ္ဓဝါဖုံးမေသုံးဆောင်ကြရကုန်သည်ဖြစ်၍
ဒုရဒွါရံခန္ဓာဒုရဝိပဿနာဒုရဒီဟုသောသာသနာမူလဒုရနှစ်ပါးမြတ်တရားကိုဝဟန္တိယနေ့တိုင်အောင်ရွယ်ဆောင်တော်မူနိုင်ကြလေကုန်၏ဒေနာထို့ကြောင့်အာနှင့်အသက်ဆက်လက်စေတဘောဇင်မြတ်သည်သာရဏတာကဘာကြီးတွေသင်္ချေတင်ချကုံဆုံးပါလေလွန်စွာတွေ့ခဲ့ကြုံခဲ့လာသောဗုဒ္ဓမြတ်စွာသာသနာတော်ကြီးရဲ့မူလံအခန့်အခိုင်မှန်တိုင်တူစွာမူလအစစ်ရေတောင်းမြေကြီးမှန်ပါပေသည်ဒေနာထိုသောမူလအစစ်ရေတောင်းမြေမှန်လာလေသောကြောင့်ဘောဇနံအာနှင့်အသက်ဆက်လက်စေတဘောဇင်မြတ်ကိုဗုဒ္ဓဝဏိတံရွှေဘုံတော်သခင်ဘုရားရှင်ထွတ်ဖူးကရှိကျူထောမနာကောင်းစွာမသွေခေါ်ကြတော်မူအပ်ပါပေသတည်းသောအလူဒါနမျိုးဟာဗုဒ္ဓဝဏိတဒါနတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ချီးမွမ်းတော်မူတဲ့အလူတစ်ခုပါတယ်ဗုဒ္ဓမြတ်စွာသာသနာတော်မှာပရိယတ္တိသာပေပဲတင်းတင်းပရိပတ်တိဝိပဿနာသမထန်တရားပဲအထုတ်အစာအာဟာရမရှိလို့ရှိရင်တနည်းပြောဘောဇနတပ္ပါယမမြတ်တရင်တဲ့ဘောဓနာတပ္ပါယမမြတ်တလို့ရှိရင်ပရိယတ္တိသာသနာလည်းအာမထုတ်နိုင်ဘူးပရိပတ်တိသာသနာလည်းအာမထုတ်နိုင်ဘူးဒါကြောင့်သွန်ဒါနဟာသာသနာတော်ရဲ့မူလပဲတဲ့မူလအခန့်အခိုင်မှန်တိုင်တူစွာမူလအစစ်ရေတောင်းမြင့်ကြီးမှန်လာပါပြီဒေနာထောသောမူလအစစ်ရေတောင်းမြင့်မှန်လာလေသောကြောင့်ဘောဇနံအာနှင့်အသက်ဆက်လက်စေတဘောဇင်မြတ်ကိုအာနဲ့အသက်တဲ့ဘာနဲ့လဲခွန်အားနဲ့အသက်ထိုနှစ်ချက်ကိုဆက်သွယ်ပေးတာဆုံးတဲ့ဒါကြောင့်မလို့ဘုရားရှင်ကိုရောမြတ်ကလည်းသဗ္ဗေတ္တအာဟာရထိတိကာတတ္တဝမန္တမြအာဟာရကိုမှီပြီးတော့အသက်ရှင်ရတယ်လို့ဒီလိုဒေသနာတော်များဟောတတ်တာရှိတယ်ဒီတော့ဘေဒတ္တေဆုံးအကျိုးတရား၅ပါးကြားဖို့ပြီးနေပြီးကြားနေတဲ့ခဏဟောနေတယ်ပြောနေတယ်အာယုဝနာဒုက္ခဗလဉာဏ်ပညာသက်ရှိဆင်းလာချမ်းသာရဗလဉာဏ်ပညာဆုံးအကျိုးတရား၅ပါးအသက်ရှိမယ်တဲ့ဆုံးလို့ရတဲ့အကျိုးအာယုအသက်120ဘုန်းကြီးတို့ရှိတော့ကအခုတော့မရှိတော့ပါဘူးရှိတော့ကရှိလူကြီးတွေဆိုလို့ရှိရင်ပေမှုထမ်းမှုနဲ့ဇာတာလေးတွေဖွဲ့ကြတယ်ပုံနာတွေဘာတွေရွာတွေလာတဲ့အခါဇာတာလေးတွေဖွဲ့တယ်မွေးသက်ကြီးနဲ့ဇာတာဖွဲ့ဇာတာလေးတွေသိမ့်ထားကြတယ်အဲ့ဒီဇာတာထဲမှာဘု து ဇာတာကိုပဲကြည့်အဲ့ဒီပုံနာတွေရေးသွားတဲ့ဇာလေးထဲမှာအသက်120ရှိသေးတော့အသက်ဘယ်လောက်တဲ့လဲအသက်120ရှိသေးတော့မောင်ဘသူဘာနေတာဘာလက်စီးတယ်ဘာချိုပေါ့ဘာဘယ်ရာဒီမှာမွေးဖွားတယ်ပေါ့အစရှိသည့်အပြင်သူတက်ကျွမ်းတဲ့ဗေဒင်ပညာနဲ့တွက်ချက်ပြီးတော့အဲဇာတာရဲ့ဟိုဘက်မျက်နှာမှာအဲ့ဒါရေးသွားတာမောင်ဘသူဘာနေတာဒီအသက်120ရှိသေးတော့တဲ့အဲ့ဒီပုံနာတွေပဲပြောလို့အသက်ပဲ120ပဲရှည်သို့မို့မိမိရဲ့ရှေ့ကံကြောင့်ပဲအသက်120ပဲရှည်ဖို့လို့ကံပဲပါလာခဲ့သည်ရှိပါတော့လဲပဲဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာအသက်120ရှည်သွားတာဝိသခာအသက်120နေသွားတာဘာလို့လဲဘာဂုလမထေရကြီးကသက်တော်160အရှင်အနန္ဒာသက်တော်120အဲ့တော့ကံကပါလာပြီးတာအသက်120ဘဂုလမထေရကြီးလည်းအသက်160ကံပါပြီးသားသူကံနဲ့သူသို့တော်လည်းပဲဘုန်းကြီးတို့ပြည့်တိုင်းအသက်120ပဲဖြစ်ဖြစ်160ပဲဖြစ်ဖြစ်ကံတော့ပါလာတယ်အဲ့ဒီအသက်120 160ရှည်တဲ့ဘုသက်ရှည်ဘွားသက်ရှည်တို့ဟာသမင်းမစားရဘူးဆွမ်းမဖုံးမရဘူးဆိုလို့ရှိရင်အဲ့ဒီအသက်120ရှည်ပါမလားမရှိဘူးအသက်120ရှည်စေတော့အသက်120ရှည်စေတတ်တော့ကံပါလာသည့်တိုင်အောင်တော်မှ
ဆွန်တလမစားရဘူးနလမစားရဘူးဆိုရင်တပြေးပြေးနဲ့ပိန်ထုံးပြီးတော့သေမှာပဲအသက်ရှင်ဖို့လို့ကံပါတာကကံပါတာပဲဒါပေမဲ့လို့ဒီမှာခန္ဓာကိုယ်တွေကိုအာဟာရမထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီကံကလည်းမလိုက်ဘူးဒါကြောင့်ဘုန်းကြီးတို့ဟောဒီရုပ်ကြီးကိုစောက်ရှောက်တဲ့တရား၄ပါးရှိတယ်ကံစိတ်ဥတုအာဟာရတဲ့ဘာတယ်လဲပြောကြည့်ကံဒီဘလောက်ပါလာပေမဲ့လို့စိတ်ဓာတ်အားတွေကျသွားမယ်စိတ်ဓာတ်တွေပြတ်သွားမယ်ဆိုရင်လည်းပဲအဲ့ဒီအတ္တတရားနဲ့ဆက်ကမရှိဘူးဥဒုဖောက်ပြန်လို့ကိုယ်နဲ့မတည့်တဲ့ရာဒီဥဒုနဲ့ဆိုလို့ရှိရင်လည်းပဲအဲ့ဒါကျမ်းမာရေးမကောင်းရင်အတ္တတရားနဲ့ဆက်မရှိပြန်ဘူးအာဟာရမိမိစားတော့တဲ့အာဟာရကမိမိအတွက်ကျမ်းမာရေးတဲ့မပြည့်စုံမှုဆိုခဏခဏနေမကောင်းဖြစ်ပြီးတော့သို့မဟုတ်အာဟာရမဖုံးပေးရလို့အာအင်းတွေပြတ်မယ်ဆိုလို့ရှိရင်အတ္တတရားနဲ့ဆက်ရှိဖို့လို့ကံပါလာတော့လည်းပဲအဲ့ဒီကံကဟိုသုံးခုကိုလိုက်လို့မမီဘူးအဲ့ဒီကံကတရားနဲ့ဆိုမရှိတော့ဘူးဒါကြောင့်မို့လို့အာယုဝအသက်ရှည်တယ်ဆိုတာလည်းပဲအသက်ကသူရှည်ခြင်းတိုင်းရှည်လို့မရဘူးအဲ့ဒီရှည်ဖို့လို့ပါလာတဲ့ကံအသက်ကိုဒီဘက်ကအာဟာရတို့စိတ်တို့ဥရုတို့ဒါတွေကလည်းနောက်ကထောက်ပံ့ပေးရတယ်ဒါကြောင့်အသက်120ရှည်စေတော်လို့ဘယ်လိုပင်ဇာတာတွေထဲမှာပါလာတော်လဲပဲအာဟာရကိုမသုံးဆောင်ရရင်အသက်မရှည်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့ဆွမ်းအလူဒါနမျိုးဟာအာယုအသက်ကိုလည်းလူရရောက်တယ်ဘာကိုလည်းလူရရောက်တယ်အသက်ကိုလည်းလူရရောက်တယ်တဲ့နောက်တက်ကဝဏဆိုတာအဆင်းကိုပြောတာဝိနဆိုတာအဆင်းရုပ်အရေးအစင်းဘလောက်လှပတင့်တယ်ပြောအာဟာရပြည့်ပြည့်စုံစုံမဖုံးမရဘူးဆိုအဲ့ဒီရုပ်ကတခါတည်း6ကပိန်ချုံညုံနှွမ်းပြီးတော့မဲပြပြီးတော့ကိုသွားလိုက်မယ်ဝေးသွားမကြည့်နဲ့ဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်ဥရဝေလတော်ဒုက္ခရစရိယကျင့်တော်မူခံကိုဘုန်းကြီးတို့ဘုရားကြည့်လိုက်ဘုရားလောင်းတော်သိတ္တထမင်းသားရသောတရားအပါကခွာလို့ကပိလို့ရွှေနန်းကထွဲလို့ဥရဝေလတော်ဒုက္ခရစရိယကျင့်တော်မူစဉ်ထွက်လာစဉ်ကာလကဘုရားအလောင်းရဲ့ကျက်တည်းရုပ်ယူပကာယကအလွန်ကိုတင့်တယ်စัจ जा မင်းကြီးတစ်ပါးလိုပဲအသားရည်တွေဝါဝင်ဖြိုးပြီးတော့ယောက်ျားမြတ်တို့ရဲ့လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်နဲ့အမတန်ချောအမတန်လှတဲ့မင်းသားတစ်ပါးဟာရုပ်အစင်းအင်ကလှပတဲ့မင်းသားတစ်ပါးဟာဂရိကာရဗြဟ္မာမင်းစက္ကလူရန်နဲ့ဘရုံမာဇာသင်္ကန်းဝိယုံဆင်မြန်းပြီးတော့ဥဒုဝေလတော်ထဲမှာဒုက္ခရစရိယ6နှစ်လုံးကျင့်တော်မူတာနောက်တော့အစာအာဟာရတွေဖြတ်လိုက်ပြီအစာအာဟာရတွေဖြတ်ပြီးတော့တနေ့ကိုပဲလေးတစ်စီးနှစ်စီးလောက်ပဲဖုံးပြီးတော့ဒီလိုကျင့်လိုက်တဲ့အခါကျတော့ဖရာအလောင်းတော်ဟာဘယ်နဲ့ဖြစ်လာသလဲတဲ့အယိုးနဲ့အရေးပဲကြံပြီးတော့အသားဟာတခါတည်းမဲ6ပြီးတော့တခါတည်းဘယ်လိုဖြစ်သွားလဲဖရာအလောင်းတော်ဒုက္ခရစရိယကျင့်ပုံတွေဘုန်းကြီးတို့မေးတာကြည့်အဲ့ဒါဘုန်းကြီးတို့အိန္ဒိယရောက်သွားတော့ဒုက္ခရစရိယကျင့်တော်မူတဲ့ဥရဝေရတောင်ပေါ်မှာဘုရားရှင်ကိုတော်မြတ်ဒုက္ခရစရိယကျင့်တော်မူကရုပ်ထုကြီးထုထားတာကဟာတခါတည်းတကယ်ကိုပဲရုပ်ပြည့်ရှင်းပြည့်ပဲပိဋကကြီးမြတ်စွာဘုရားနံရိုးတွေပြင်းပြင်းကြပြီးတော့ဘယ်မဲ့လဲ32ပါးသောလက္ခဏာတော်လည်းမရှိတော့ဘူးလက္ခဏာတော်ကြီးတွေလည်းမရှိတော့ဘူးရသောတရားရွှေနန်းကခွာလာတော့ကအသားကြီးဝါဝင်းတာတွေတစ်ခုမှမရှိဘူးဘာဖြစ်လို့အဲ့ဒီလိုဖြစ်ကုန်တာတော့ဆိုလို့ရှိရင်အစာအာဟာရကိုဖြတ်ပလိုက်လို့ရုပ်အစင်းအင်္ဂါတွေအကုန်လုံးမဲကုန်တာဒါကြောင့်မို့လို့တချို့ဘုရားအလောင်းတော်ကိုမမြင်ဘူးတဲ့လူတွေကအဲ့ဒီဒုက္ခရစရိယကျင့်တော်မူတဲ့အချိန်ကိုသွားတွေ့တဲ့အခါကျတော့အိုးတဲ့ဘုရားအလောင်းတော်ကလူမဲကြီးပါတဲ့အတမဲကြီးပါတဲ့ဒီလိုတော့အပြောခံရတယ်အသားရည်တွေက6ကမဲညိုပြီးတော့ရုပ်အစင်းကပြက်ကိုပြက်သွားတယ်ရုပ်အစင်းအင်္ဂါကတခါတည်းမဲ6ပြာသွားတာဒါကြောင့်ငကိုကဘလောက်ပင်ဝဏ္ဏလို့ခေါ်တဲ့အစင်းလှပချောမောပြည့်ပြစ်ပါစေအစာအာဟာရတာမဖုံးမရဘူးဆိုရင်ရုပ်ပြက်သွားရောဘာပြက်သွားရောလဲဒါကြောင့်မို့လို့ဆွမ်းအလူဒါနမျိုးသည်ဝဏ္ဏအစင်းကိုလည်းလူရရောက်တယ်တဲ့နှစ်ချက်ရှိသွားပြီဘယ်နှချက်ရှိသွားလဲဘုန်းကြီးတို့ရဲ့ဘုရားအလောင်းတော်ကြီးဟာဘုန်းကြီးတို့ပိဋကကြီးအလွန်ကိုတောထွက်စဉ်ကာလတုန်းကကျက်တည်းအလွန်ကိုရှိပါတယ်အလွန်ကိုတင့်တယ်တော်မူပါတယ်စัจ जा မင်းကြီးတစ်ပါးလိုပါသို့တော်လည်းပဲအဲ့ဒါအစာအာဟာရမဖုံးပေးပဲနဲ့ကျင့်လိုက်တဲ့အတွက်ကြောင့်မို့လို့မဲညစ်ပြီးတော့သွားတာဒါကြောင့်မြတ်စွာဘုရားအလောင်းတော်ကိုမတွေ့ဘူးတဲ့လူတွေကဟာသိတ္တဂေါရမကအတမဲကြီးပါနဲ့ဒီလိုတော့အပြောခံရတယ်ဘုန်းကြီးတို့စာပေထဲမှာရှိတယ်
နောက်တစ်ခုဒုက္ခဆိုတာချမ်းသာတာဒုက္ခဆိုတာဘာလဲလဲကိုယ်စိတ်နှစ်ပါးချမ်းသာတာကိုဒုက္ခအကျိုးတဲ့အဲ့တော့သွန်ဘုံပေးရရင်စိတ်ကိုယ်စိတ်နှစ်ပါးချမ်းသာတယ်ပေါ့သွန်အာဟာရမြတ်မြတ်တတ်တာဘုံပေးရရင်ကိုယ်စိတ်နှစ်ပါးဆင်းရဲတယ်ပေါ့ဒီနေရာမှာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုဥပမာလေးတစ်ခုပြောမယ်ဒုက္ခဆိုတဲ့ချမ်းသာခြင်းအကျိုးတရားကိုဘုန်းကြီးတို့ဥပမာလေးဆောင်ပြီးတော့ပြောမယ်အခုချိန်မှာတရားမင်းကြီးကနတ်ပြည်ကနေဆင်းလာတယ်လက်ထဲမှာရွှေအိုးပါလာတယ်ဘာပါလာလဲရွှေအိုးထဲမှာယရနာအပြည့်ရွှေအိုးထဲမှာပါလဲယရနာတွေအပြည့်ရွှေအိုးကြီးပိုက်ပြီးတော့တရားမင်းကကိုင်ဟောဒီဓမ္မယုံနဲ့ဆင်းလာတယ်ဆိုလိုက်ကြဆိုတကယ်တော့မဟုတ်ဘူးစိတ်ကူးလေးနဲ့ကူးကြည့်လိုက်သမ်းတရားမင်းကြီးရောက်ပြီလားရောက်လိုက်ဘောစိတ်ကူးနဲ့ရောက်တာပါဘာကြာနေတာလို့အခုရောက်ပေါ်တရားမင်းကဲတရားမင်းရွှေအိုးကြီးပိုက်ပြီးတော့လာပြီးတော့ဒီပရိသတ်ကိုမေးမယ်ဟောဒီယောဂီတွေကိုယောဂီတို့ဒီနေ့ဒီချိန်ကစပြီးတော့နောင်ကိုတစ်နှစ်တိတိထမင်းလုံးဝမစားရဘူးထမင်းလုံးဝမစားရဘူးဟောဒီရွှေအိုးတအိုးကိုယူပေးမယ်ဆိုရင်ယောဂီတို့ရွှေယူမှလားထမင်းစားမှလားသေချာစဉ်းစားယူမှရှိနော်တရားမင်းစိတ်ဆိုးပြီးပြန်သွားအောင်မယ်တော့ကြကြတော့တစ်နှစ်ထမင်းမစားရဘူးတဲ့ဘယ်လောက်မစားရဘူးတဲ့ရွှေအိုးအပိုင်ပေးမယ်တဲ့ကဲရွှေနဲ့ထမင်းနဲ့ဘယ်ဟာလဲမလဲထမင်းမစားပါဘောဟုတ်တယ်မို့လားသူရွှေကြိုက်စားလို့မှမရတဲ့ဥစ္စာဘူးထမင်းနဲ့ရွှေကြိုက်တဲ့လမ်းကိုပဲရွေးရမယ်ဆိုဘယ်လမ်းကိုပဲရွေးမလဲထမင်းပဲရွေးမှာပေါ့သူရွှေဘာလို့မှလဲကြိုက်စားလို့မှမရတာဘူးလုံးဝထမင်းမစားဘူးရွှေအိုးအပိုင်ပေးမယ်ဆိုရင်ရွှေမရရင်ဒီထမင်းမစားရသေသွားမှာပေါ့ဟုတ်တယ်မို့လားတစ်နှစ်တဲ့ဘယ်လောက်တဲ့လဲထမင်းတဲ့9ရက်တဲ့ဒီရွှေတို့ကြီးပိုက်ပြီးတော့ဒီတိုင်းပဲသေသွားတော့မှာပေါ့ထမင်းမစားရရင်ဘာလို့မှလဲဒီရွှေဟုတ်တယ်မလားဘိဒ္ဓရဲ့အဲ့တော့ဘုန်းကြီးတို့ဘိဒ္ဓပေါင်းတော်ကောင်းလို့အဲ့ဒါလေးကိုကိုယ်စိတ်ထဲကိုအာယုံပြည့်ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းဒီအစာအာဟာရဟာဘုန်းကြီးတို့ဘိဒ္ဓရဲ့အလုံးကိုအရေးကြီးပါတယ်ရွှေတဲ့လည်းအရေးကြီးတယ်ငွေတဲ့လည်းအရေးကြီးတယ်ထမင်းအစာအာဟာရဆိုတာရွှေကြီးပုံပေးပေမဲ့လို့ထမင်းမစားရရင်လက်ကားပေါ်ဘာလို့မှဒီရွှေပွေးပြီးဘယ်နှသွားမှလဲအာမမရှိပဲနဲ့ဘယ်လိုလုပ်သွားမလဲဒါကြောင့်မို့လို့ဒုက္ခဆိုတဲ့ချမ်းသာကကိုယ်စိတ်နဲ့ရွှေတွေပုံပြီးချမ်းသာတာပြောတာမဟုတ်ဘူးကိုယ်စိတ်နှစ်ပါးချမ်းသာတာကိုပြောတာမိမိစားခြင်းနဲ့အစာအာဟာရလေးများဘုံမေးသုံးဆောင်လိုက်ရပြီဆိုလို့ရှိရင်ဘိုက်ကလေးလက်ကလေးနဲ့ပို့ပြီးတော့ငါနေ့စားတာနည်းနည်းများသွားတယ်ဘိုက်တင်းသွားတယ်စားလို့ကောင်းတာကွာသူစိတ်ထဲမှာကိုယ်စိတ်နှစ်ပါးမချမ်းသာဘူးလားအဲ့ဒါဒုက္ခခေါ်တယ်အဲ့ဒါဗါတဲ့လေဒုက္ခခေါ်တယ်တဲ့ဘုန်းကြီးတို့ဘုရားရဲ့ဒါကြောင့်မို့လို့ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းကိုလူရလဲရောက်ပါတယ်တဲ့ဆိုလူမျိုးဟာနောက်တစ်ခါဗလဆိုတာခွန်အားကိုပြောတာဗလဆိုတာပါတယ်လေအဲ့ဒါလဲဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့နိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့ဘုရားလောင်းတော်ဟာစတန်10စီးအမှန်ကြီးပါတယ်ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဟာစတန်10စီးအမှန်ကြီးတယ်ဘလောက်ပဲအာမန်ကြီးတော့လည်းပဲဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးအစာအာဟာရဖြတ်လိုက်တော့ဒုက္ခရစရိယကျင့်တော့ဘုန်းကြီးတို့ပြေးတဲ့စာတန်10ကြီးအာမန်ကြီးတော့လည်းပဲဘုရားလောင်းတော်အပြတ်သွားပြီအပြတ်သွားပြီးတော့ဈဉ္ညာလျှောက်ရင်းနဲ့ပြစ်လဲသွားတာအဲ့ဒါအပြတ်လို့အဲ့ဒါဘာပြတ်လို့လဲဘာကြောင့်ဘုရားလောင်းတော်ဈဉ္ညာလျှောက်ရင်းနဲ့ပြစ်လဲသွားတာတော့ဆိုအာဟာရမဖုံးပေးလို့ဟုတ်တယ်မို့လားတနေ့မှကလေးပဲချမ်းလေးတစ်စီးလောက်ဝါပြီးတော့နေတယ်ဆိုတော့ဒီကလေးပဲချမ်းလေးတစ်စီးလောက်ဟာဘုရားလောင်းတော်ရဲ့ခန္ဓာကိုယ်စွမ်းအင်ခွန်အားဘာမှမပေးနိုင်တော့ဘူးဒါကြောင့်မလို့ဈဉ္ညာလျှောက်ရင်းနဲ့ဘုရားလောင်းတော်ကဈဉ္ညာဥမှာသုံးလုံးပြစ်လဲသွားတာအဲ့ဒါကိုနတ်တွေကသေးပြီဆိုပြီးတော့ဟိုသုဒ္ဓရဏကိုသွားပြောတာတပည့်လို့ကိုသွားတာသူတို့ကသင်သားတော့သိတာထားတော့သေးပြီဈဉ္ညာလမ်းမှာမူးလဲပြီးတော့သေနေပြီတချို့နတ်တွေကလည်းသွားကြည့်တယ်ဟာမသေးသေးဘူးသေမလို့အသက်ငင်နေတာတချို့ကလည်းဟာအသက်ငင်နေတာမဟုတ်ဘူးမျောနေတာပောက်ကရတွေသွားပြောတာဟိုမှာသုဒ္ဓရဏကိုသုဒ္ဓရဏကလည်းမယုံဘူးငါသားတော်ဒီဘုရားမဖြစ်ဘဲနဲ့ဘယ်တော့မှအသက်မသေးဘူးသွားလာမပြောကြနဲ့ဆိုပြီးတော့အဲ့ဒါနတ်တွေအော်တော့မှနတ်တွေပြန်ပြေးသွားကြတာအဲ့တော့ဘုန်းကြီးတို့ဘေးသားကြီးငကိုကခွန်အားဗလာတွေဘလောက်ကောင်းတယ်ပြော
အာဟာရကိုမမီဝဲမဖုံးပေးမသုံးဆောင်ရဘူးဆိုလို့ရှိရင်အဲ့ဒီခွန်အားတွေဟာလည်းပဲဆုတ်ယုတ်သွားတတ်တယ်တဲ့ဒါကြောင့်နံပါတ်၄အကျိုးတရားကဘုန်းကြီးတို့ပရိသတ်ရေဗလခွန်အားကိုလည်းလှူရာရောက်တယ်ဘာကိုလည်းလှူရာရောက်လဲနောက်တဲ့အခါညာနာဆိုတာဉာဏ်ပညာညာနာဆိုတာဗါတဲ့လေသမင်းမစားရရင်ဝမ်းနေပူပြီးတော့အသွေးသားတွေညှိုးနွမ်းတယ်အဲ့ဒီကမှဉာဏ်လည်းမကြည်လင်မှုတယ်မထက်မြက်ဘူးတဲ့အစာရဘုံဘီသုတ်ဆောင်ရတဲ့အခါမှာသွေးသားတွေတက်ကြွလန်းဆန်းလာပြီးတော့ဉာဏ်လည်းရွှင်နေတဲ့ဒါကြောင့်မို့လို့ညာနာဉာဏ်အလှတဲ့ဒါကြောင့်စွန့်လှတဲ့အကျိုး၅ပါးဘယ်နှပါးအာယုဝဏဒုက္ခဗလညာနာအာယုဝဏဒုက္ခဗလညာနာဆိုကြည့်ဘယ်နှပါးလဲဘုန်းကြီးတို့ဉာဏ်ဒီကံဆရာကြီးအဲ့ဒီစွန့်ကြိုတရား၅ပါးရေးထားတဲ့ကြပြလေးရှိသားပဲသက်ရှိစင်လာချမ်းသာရဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွဲအလွန်မြတ်တဲ့လူပါကွယ်အလွန်မြတ်တဲ့လူပါကွယ်ခွန်အားနဲ့ပညာကျွဲမြတ်ဗျာဒေသနာသေချာမှတ်ဆန်းအင်္ဂုတ္ထုကျမ်းပြခဲ့တယ်ငါးပြသောကျိုးတရားနဲ့မမားရသောအကိုကားနဲ့နတ်လန်းသွားဖို့စောင့်နှံမိပါတယ်သောတာနာမို့စေတနာကျွဲလူရန်ညာဖို့နှိုးစောပါတော့တယ်တဏိကံဆိုတော်ကြီးဆွမ်းကျိုးတရား၅ပါးရေးထားတာသူကတော့ကြပြားလေးတွေလင်္ကာလေးတွေနဲ့ဒီလိုဂိတတန်သင်လေးတွေနဲ့ဟောအခုဘုန်းကြီးတို့ပြည်သားတွေမှာအာယုဝဏဗလဒုက္ခညာနာအကျိုးတရားဘယ်နှပါးအဲ့ဒီအကျိုးတရား၅ပါးကိုဘုရားရှင်ကိုရောမြတ်ကလည်းဟောတော်မူခဲ့တယ်ဒါကြောင့်မို့လို့ဝဟန္တိဘောဇနံဗုဒ္ဓဒုရဒွါရဟိဘေကဝောတေနမူလံသာသနတဘောဇနံဗုဒ္ဓဝဏိတံဟိဆွံလူရတဲ့အကျိုးကိုအထူးဖွင့်၍ဟောလိုက်ပါဥအံဘေကဝောသာဂိနွယ်ဝါဘုရားရှင်နှင့်သာချင်းမြတ်ပြောယဟန်တော်တို့သည်ဘောဇနံတက္ကဒကမတို့ကချမ်းသာစေဤမှန်၍တရားဖြင့်လူရန်နှင့်ဘောဇင်ဆွမ်းကိုဗုဒ္ဓဝါဘုံမေသုံးဆောင်ကြရကုန်၏ဖြစ်၍ဒုရဒွါယံကန္နာဒုရဝိပဿနာဒုရတိဟုသောသာသနာမူလဒုရနှစ်ပါးမြတ်တရားကိုဝဟန္တိယနေ့တိုင်အောင်ရွယ်ဆောင်တော်မူနိုင်ကြလေကုန်မည်တေနထိုကြောင့်အာနှင့်အသက်ဆက်ဆက်စေတဘောဇင်မြတ်သည်သာသနာတော်ကဘာကြီးတွေသင်္ချေသင်္ကြကုံဆုံးပါလေလွန်စွာတွေ့ခဲ့ကြုံခဲ့လာသောဗုဒ္ဓမြတ်စွာသာနာတော်မြတ်ကြီးရဲ့မူလံအခန့်အခိုင်မှန်တိုင်းသူသောမူလအစစ်ရတောမြေကြီးမှန်ပါပေသည်ဒေနာထိုသောမူလအစစ်ရတောမြေကြီးမှန်လာလေသောကြောင့်ဘောဇနံအာနှင့်အသက်ဆက်လက်စေတဘောဇင်မြတ်ကိုဗုဒ္ဓဝဏိတံရွှေဘုံတော်သခင်ဘုရားရှင်ထုဖူးကရှိကျူထောမနာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းသီရိလင်္ကာကျွန်းကနေပြီးတော့မဟာဗောဓိပင်ကြီးရှိတဲ့ဗုဒ္ဓဂယာဒေသကိုသံဃာတော်ဒီဖျားဖူးမလို့ဆိုပြီးတော့သီရိလင်္ကာနိုင်ငံကနေပြီးတော့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာကိုမဟာဗောဓိပင်ကြီးရှိရကိုသံဃာတော်ဒီကြွတော်မူလာကြတန်ဃာတော်ဘလောက်တုံးဆိုအပါ60တဲ့ဝိသရေတန်ဃာတော်ဘလောက်လဲဘောဓိပင်ကြီးဖူးဖို့လို့ဆိုပြီးတော့ကြွတော်မူလာကြတာသင်္ဃာတော်အပါ60တဲ့သီရိလင်္ကာကျွန်းကနေပြီးတော့မဟာဒိဋ္ဌလေစိတ်အဲ့ဒီမဟာဒိဋ္ဌလေစိတ်ကနေပတ္တနာဆိုတာဘုန်းကြီးတို့အိန္ဒိယသွားတော့ရောက်ခဲ့တယ်ပတ္တနာဒီကနေ့ခေါ်တော့ပတ္တနာရှေ့ကခေါ်တော့ပါတလိပုတ်ဆိုတာအဲ့ဒီပါတလိပုတ်နေပြီးတော့ကိုလေသင်းဝါဆွေးပြီးတော့ကြွတော်မူလာကြတာကြွတော်မူလာတဲ့အခါကျတော့ဆွမ်းခံချိန်ရောက်ရောအိန္ဒိယမရောက်သေးဘူးပတ္တနာအရင်ဝင်ဖို့ရတယ်အဲ့ဒီပါတလိပုတ်မှာဆွမ်းခံဝင်တာပါတလိပုတ်နေပြီးတော့တဲ့ကိုဆွမ်းခံဝင်တဲ့အခါကျတော့အဲ့ဒီသင်္ဃာတော်အပါ60တပိတ်ပိုင်ပြီးတော့ဆွမ်းခံကြွတော်မူလာတာကိုအမတန်ဆင်းရဲတဲ့ဒကာလေးတဦးကသွားတွေ့တာ
တန်ဃာတော်ပါ60တန်းစီပြီးတော့ကြွလာတာတွေ့တော့ရှေ့တုန်းကတန်ဃာလုံးရှိပြီးတော့လျှောက်တယ်ရှင်ဘုရားတို့ဘယ်ကကြွလာတယ်လဲသီရိလင်္ကာကကြွလာတယ်ဘယ်သွားမလို့လဲဟိုးခရာကိုသွားမလို့ခရာကိုသွားမလို့ဆိုတော့ခရာရောက်ဖို့ကအဝေးကြီးကြံသေးတယ်ဘုမပါတလိပုတ်ရောက်သေးတာဆိုတော့အဲ့ဒါနဲ့တန်ဃာဘလောက်တုံးဖေဟာတန်ဃာ60တကားကြီးတန်ဃာတွေမြင်တော့တရားတရားကြီးဖြစ်လာတာတန်ဃာပါ60စွန့်ကတ်ချင်လိုက်တာဘုရားဘူးကြွလာတဲ့တန်ဃာတော်တွေဘောဓိပင်ကြီးကိုပူဇော်ဖို့လို့ကြွတော်မူလာတဲ့တန်ဃာတော်တွေဒီတန်ဃာတော်တွေကိုစွန့်ကတ်ချင်လိုက်တာငါဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားတယ်ရက်ပြီးတော့သူစဉ်းစားနေတယ်အခုဘဝဆင်းရဲတယ်ဆိုတာရှေ့ဘဝကဒါနနဲခဲ့လို့အခုဘဝကဒါနတွေမလုပ်ဘူးဆိုနောက်ဘဝတိတယ်ဆင်းရဲမယ်ကုသိုလ်ကောင်းမှုနဲခဲ့လို့အခုလိုဆင်းရဲနေရတာဆင်းရဲတွင်ကလည်းနဲ့လိုက်တာမပြောနဲ့လက်လှုပ်မှပါးစပ်လှုပ်တာသူတို့ကမိသားစု3ယောက်ရှိတယ်မိသားစုဘယ်နှယောက်ရှိတယ်အဲ့ဒီဆင်းရဲသားတကာရဲ့ဒကမရဲ့သားလေးရဲ့3ယောက်ရှိတယ်ဒါနဲ့အိမ်ကမန်းကရန်ပြန်ပြေးရောဒါနဲ့အိမ်ပြန်ပြေးရောအိမ်ပြန်ပြေးပြီးတော့အိမ်ရောက်တဲ့အခါကျတော့ဇနီးတယ်လှုပ်တဲ့ပုဂ္ဂိုလ်ကိုပြောတယ်ရှင်မရေမဟာဗောဓိပင်ကြီးဖူးဖို့လို့တဲ့ခရာကိုကြွမယ်သင်္ဃာတော်အပါ60ငါလမ်းနဲ့ပတ္တလိပုတ်မြို့အဝင်မှာဆုံခဲ့တယ်ကိုတော်တွေဆုံးငံကြွလာတာသင်္ဃာတော်အပါ60ကိုဆွန်းလူခြင်းလိုက်တာပါ60ကြီးဆိုတော့လေမတတ်နိုင်ဘူးလေဘယ်လိုလုပ်မလဲစဉ်းစားပါဦးဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ကလည်းတန်ဃာတော်မဖို့တွေ့ရသေးဘူးသူယောက်ျားကပြောပြတော့အပါ60ဆိုတော့စိတ်ထဲဒီလောက်တန်ဃာများများလဲသူတို့ပါဠိပုတ်ရှိပုံမရပါဘူးတန်ဃာများများလဲသောကခြင်းနဲ့အိမ်မကလည်းကတ်ဆရာကလည်းမရှိအဲ့ဒါဇနီးမောင်နှံနဲ့ခေါင်းကြီးရိုင်းပြီးတော့တိုင်မညာတဲ့မိမယာစဉ်းစားပါဦးဟာဘယ်လိုလုပ်ရင်ကောင်းမလို့ဟာဘယ်လိုလုပ်ရင်ကောင်းမလို့စဉ်းစားရင်နဲ့ဘုန်းကြီးတို့ပြည်တိုင်းနောက်ဆုံးကြတော့ဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ကအကြံထွက်လာတယ်။ကိုင်းတော်တလောက်တောင်လှူခြင်းနေတယ်ကျုပ်လည်းလှူခြင်းနေတယ်။အဲ့တော့ဒီလိုလုပ်ကြစို့ကျုပ်တို့သားလေးကိုတတ်ကြစို့သားတတ်ပြီးတော့လှူမှာ။ဘာတတ်ပြီးတော့လှူမှာသားဆိုတာရင်၌ပေါက်ဖွားဒီတူးဒီတော့သားလေးတယောက်ပဲရှိတယ်။ဒီသားကိုတတ်ပြီးတော့တန်ဃာတော်တွေကိုလှူမယ်ဆိုတော့ဒကာကြီးကတားတယ်ဟာရှင်မမင်းပေါက်ကရတွေမလုံးနဲ့လူသားဘုန်းကြီးမစားကောင်းဘူးဘုန်းကြီးတို့ယဟန်တော်များမစားကောင်းတဲ့အသားကြီး10မျိုးရှိတယ်အသားကြီးဘယ်နှမျိုးလဲလူခွေမြင်စင်သစ်ကြားလျင်ချင်းသေးဝင်အောင်မွေယိုရည်သားသွေးအမွေတို့ပါမ310ပြာအမျိုးပဲဆိုတာလူသားတဲ့ခွေသားတဲ့မြင်းသားတဲ့ဆင်းသားတဲ့ကြားသားတဲ့ဝန်းသားတဲ့အောင်းသားတဲ့မွေသားတဲ့ပြည့်လား10ပါဟမ်သူတို့ရည်ထားတာကြဘုန်းကြီးလည်းရှင်းတယ်နောက်ကလက်ချိုးပြီးမရည်ဘူးနော်ဟမ်ရန်သူမျိုး5ပါးရည်ခိုင်းတာတဲ့ဆိုးနေမယ်နော်ဒီကတောတော်ကြီးတစ်ပါးဘုန်းကြီးဟောကျောင်းထိုင်ဘုန်းကြီးတစ်ပါးကျောင်းထိုင်နေစားကလည်းမတောင်းတောတော်ကြီးကျောင်းထိုင်နေတာအဲ့ဒါနဲ့လူတစ်ယောက်ကဝင်လာပြီးတော့ရှင်ဘုရားကျောင်းထိုင်တာဘယ်လောက်ကြာပြီလဲကြာလေးပါဘူးကွာစာလေးပါလေးတင်းနည်းပါးပါတော့တင်မှုလားငယ်ငယ်ကတော့အဲ့ဒါဆိုရင်ဘုရားတပည့်တော်လမ်းထဲမှာအခုစဉ်းစားရင်နဲ့ရန်သူမျိုး5ပါးအဲ့ဒါရည်လာတာရန်သူမျိုး5ပါးမပြည့်ဘူးကိုတော့ရန်သူမျိုး5ပါးတပည့်တော်ကိုတွက်ပြပါကဲမင်းတကမင်းရန်သူမျိုး5ပါးအရင်ကြီးသားရေမင်းခိုးသူမစင်မနစ်တဲ့တော့သူပြည့်လား5ပါးဟောလို့ပြန်လို့ရေမင်းခိုးသူမစင်မနစ်တဲ့တော့သူပြည့်လားပြည့်တယ်ကြီးကဲကြီးသားကဲကြီးကဲပြည့်လားရန်သူမျိုး5ပါးဟမ်ပြည့်တယ်အေးပြည့်ပြီးလားရေမီးမင်းခိုးသူမချစ်မနစ်သက်တော်သူပြည့်လားလို့ရေမီးမင်းခိုးသူမချစ်မနစ်သက်တော်သူပြည့်လားရေမင်းခိုးသူမချစ်မနစ်သက်တော်ကြာဉာဏ်မျိုး5ပါးကဒါပဲမချစ်မနစ်သက်တော်ဆိုတာအမွေခံဆိုသားသမီးဆိုကိုပြောတာသားတို့သမီးဆိုကိုပြောတာတချို့ကလည်းသားတို့သမီးဆိုလို့ပြောတယ်ရေမီးမင်းခိုးသူသားဆိုသမီးဆိုမချစ်မနစ်သက်တော်သူအတူတူပဲ
အဲ့ဒါနဲ့ရန်သူမျိုး၅ပါးကအမှန်တမ်းကဒီတိုင်းတပည့်တော်ကြီးလာတာမပြည့်ဘူးကိုတော့ရေမင်းမင်းခိုးသူရေမင်းမင်းခိုးသူမရှင်းမနေတော့သူမေ့တော့အဲ့ဒါနဲ့ဘုန်းကြီးလျှောက်တော့ဘုန်းကြီးကလည်းပဲနေဦးတကာကဟုတ်တယ်ရန်သူမျိုးကတော့၅ပါးပဲဘုန်းကြီးကလည်းသူကလည်းသားကလည်းမတတ်ဘူးလေသူကြောက်ဝနာဝနဲ့သူပြောရမှာဟုတ်အဲ့ဒါနဲ့ဘုန်းကြီးကရည်ပြတယ်နေဦးကရေမီးမင်းခိုးသူတခေါင်းကြနေတယ်ဒါဘယ်သူမှမသိဘူးဒီဥစ္စာနေဦးကမပြည့်ပြည့်အောင်တော့ထက်မှရမယ်အဲ့တော့သူကဆရာတော်ကထည့်ပေးတယ်အဲ့ဒီဘုန်းကြီးကရေမီးမင်းခိုးသူခွေးယူကြိုက်တဲ့သူတဲ့ခွေးယူကြိုက်တဲ့ကောင်တော့ကြောက်ရတယ်သူခွေးယူပြန်ရင်မလွယ်ဘူးဟမ်ပြေးသွားရန်သူလုံး၅ပါးအဲ့ဒါတကားကအဟုတ်အောင်မှုလို့မှတ်သွားတယ်တဲ့ကိုင်းအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့လည်းပဲအခုမစားကောင်းတဲ့အနာကြီး10မျိုးဘယ်နှမျိုးလဲလူခွေးမြင်းစင်တစ်ကြားလင်ရှင်သေးဝင်အောင်မွေပြည့်လားမပြည့်ရင်ပြီးရောအဲ့ဒါဘုန်းကြီးတွေမစားကောင်းတဲ့အသားတွေတဲ့အဲ့ဒါတွေမဟုတ်မရဘူးအဲ့ဒါတွေဘုန်းမေးအာဘတ်တဲ့အဲ့ဒါတွေငလားဆိုတော့မကဘူးတဲ့ရိုးရည်သားသွေးအမွေးတို့ပါမသုံးရဆယ်ပြအမျိုးပဲတဲ့အယိုးတို့အရေတို့အသွေးတို့အသားတို့တော့မသုံးကောင်းဘူးတဲ့အဲ့ဒါတွေသုံးရင်ဘုန်းကြီးတွေအာဘတ်တဲ့ဒါကြောင့်မို့လို့သူယောက်ျားကပြောနေတာရှင်မမင်းသားတက်ပြီးတော့လှူမယ်ဆိုတော့လူသားဘုန်းကြီးမစားကောင်းဘူးဘုန်းကြီးတွေကမတော်လို့ဒါဘာသာလဲလို့မေးရင်ငါတို့ဘယ်လိုလုပ်ပြောမလဲချက်ပြီးမှမစားရင်ဘယ်လိုလုပ်မလဲဆိုတော့သူမိမကအဲ့ဒီလိုပြောတာမဟုတ်ဘူးသားလေးကိုတတ်ပြီးတော့ချက်ကမှမဟုတ်ဘူးကျုပ်တို့သားကိုတတ်တော့သားကသေးသားသေးတော့ခလေးမသားဖြစ်ဒီကောင်မကအကြောင်းလေးတာခလေးမသားဖြစ်တဲ့အခါကျတော့ဘေးနာကအိမ်လေးကမသားရှိတော့လာပြီးတော့ကိုငွေထဲမှာသူ့အကြံကလည်းမဆိုးဘူးဗျာဆိုအဲ့ဒီတော့ကိုငွေထဲတော့အဲ့ဒီရတဲ့ကိုငွေနဲ့ကျုပ်တို့ဘုန်းကြီးဆွန့်ကတ်တာပေါ့ဒီစံတရားတရားကဘုန်းကြီးတို့ပြည်တည်းနှိုးတော်လာတဲ့အခါကျတော့အဲ့ဒါနဲ့အေးမင်းကြံမဆိုးဘူးသူအရွယ်ကောင်းတာပဲကွယ်သာသမီနောက်ရပါတယ်ဒီကံဃာဒီအပား60ဆိုတာအခုကြွလာပြီးခရာကနေဘယ်ဆက်ကြွမှမသိဘူးအဲ့ဒီတော့မင်းအကြံမဆိုးဘူးကွအဲ့ဒါဆိုလို့ရှိရင်ရော့ထားမင်းကအကြံပေးတယ်လို့ဆိုတော့မင်းသားဒကာကြီးကသူမသားဟေလို့အဲ့ဒါနဲ့ဓာသွားယူရောမရေးတာရင်ဓာသွားယူပြီးတော့ဒကမကြီးလက်ထဲဓာထည့်ရောဓာထည့်တော့ခလေးကအောက်မှာဆော့နေတာလေဆော့နေတဲ့အခါကျတော့တတရေလာအောင်ကမင်းအမေကမင်းခေါ်တယ်ဆိုတော့ခလေးကပြေးတက်လာတာပေါ့ဘယင်းတရေပြေးတက်လာပြီးတော့ခလေးကတခါလေအမေခေါ်တယ်ဆိုတော့အမေယူငင်နဲ့ဝင်ပြီးတော့ထိုင်အမေတတခေါ်တယ်ဆိုအမေတတခေါ်တယ်ဆိုတော့ကိုင်ကိုသားကိုတတ်ရက်သေးလားတိတိတတာနဲ့ပြောနေတော့မေတ္တာခေါ်တယ်ဆိုမေတ္တာကိုမဟုတ်ကြီးမလို့လားတတဘာလို့မလဲမေတ္တာကိုခေါ်တယ်ဆိုတတချင်းထားနေတော့အမေကဓာကြီးကင်ဘာလို့မှမသိတော့ဘူးဟာပြဿနာပဲအဲ့နဲ့ဓာကြီးအတာပြစ်ချပြီးတော့ငွေရဆင်းသွားတယ်ဆင်းသွားပြီးတော့သူ့ယောက်ျားကိုမျက်ရည်မျက်ခြေပြခဲ့တယ်ခလေးလှုပ်ပေးလိုက်မယ်တော်တတ်ပေါ့ဒီလိုလှုပ်တာဟုတ်သူဟာအဲ့နဲ့ခလေးခေါ်ပြီးတော့ဆင်းသွားပြီးတော့အောက်တဲ့အခါကျတော့တတမင်းဖေခေါ်နေတယ်သွားဆိုတော့တခါခလေးကအဖေကြီးပြေးပြန်အောင်ဖေတတခေါ်တယ်ဆိုဖေတတခေါ်တယ်ဆိုခလေးကသွားပြီးတော့အဖေပေါင်ပေါ်သွားတဲ့တိုင်အဖေကဓာကြီးကင်ပြီးဘာလို့မသိပြန်ဘူးဖြစ်နေရောဟာအဲ့တော့အမေရှိသွားလိုက်သားကတခါအဖေရှိသွားလိုက်အဖေကနေအမေရှိလွတ်လိုက်နေအဲ့ဒီလိုဖြစ်နေကောပရိသတ်ကြီးမင်းသားငါသားမင်းသားငါသားနဲ့လူတာကလည်းလူချင်းနေတဲ့တရားတရားကလည်းနှိုးစောနေတယ်သားတို့ယုတ်ကြီးသီတာမိသားရေကြီးချမ်းမြတပေါက်ကြကမိဘတို့ဝငိမ့်စတန်ဤဆိုတဲ့အတိုင်းတိတိတတာနဲ့ပြောနေတဲ့သားလေးကြည်ပြီးတော့မတတ်ရကြပြန်ဘူးတဲ့လှူခြင်းတဲ့တရားတရားကလည်းနောက်မဆုံးတိုင်မဲနဲ့လုံးကြမလဲစဉ်းစားပါဦးကိုင်းနေအောင်ခဏဆိုပြီးတော့လေမယားနဲ့အောင်ခေါင်းကြီးရိုက်တိုင်းပြီးတော့စဉ်းစားနေတော့ဒကာကြီးကသူအကြံရတော့လို့ဆိုတဲ့အခါကျတော့ဟေးဓမ္မတို့ခြံနောက်ဖေးမှာတောင်မိုးကြီးတစ်ခုရှိတယ်အဲ့ဒီတောင်မိုးကြီးထဲမှာငါတဏှိရတုံးကမြင်လိုက်တယ်မွေခေါက်ကြီးတဲ့ကောင်ဝင်လိုက်ထွက်လိုက်လုပ်နေတယ်အဲ့ဒီတော့အဲ့ဒီတောင်မိုးကြီးနားမှာခလေးကိုသွားဆော့ခိုင်းတယ်ကစားခိုင်းတယ်ကစားခိုင်းလို့ရှိရင်အဲ့ဒီမွေခေါက်ကြီးထွက်ကြိုက်ရင်ဒီခလေးသေမှာပဲသေတဲ့အခါကျတော့မှအဲ့ဒါငါတို့ခလေးမသာလုပ်ပြီးတော့ကိုယ်ငွေလက်ခံပြီးတော့တန်ဃာတွေဆုံးက
ဆိုပြီးတော့အဲ့ဒါတခါတည်းကလေးလေးကိုသူတို့ဘယ်လိုလုပ်တော့ဆိုတော့ဘေးသားကြီးကလေးရေလေးမိုးလေးဆိုသားလာရေချိုးချိုးရောသားသွားဆောသွားရေချိုးပြီးသားသွားဆိုပြီးဘောလုံးလေးတစ်လုံးပေးလိုက်တာဗာလေးပေးလိုက်တာလေဘောလုံးလေးတစ်လုံးပဲသားသွားဘောလုံးသားကမမေသားဘယ်နာသွားကမှလဲအိမ်ရှိမှာကားတွေနဲ့လူတွေနဲ့ရှုပ်တယ်သွားနောက်ဖေးသွားဟိုးနားမှာသွားဆော့သွားတာရေအဲ့ဒီသွားဆိုသူတို့ကအကြံနဲ့လွတ်တာဘေးသားဒီကလေးကိုအကြံနဲ့လွတ်တော့ကလေးကလည်းဘယ်သိမှလဲအဲ့ဒါတခါတည်းတောင်မို့ကြီးနာသွားဆော့ရောဆော့တော့အဲ့ဒီတောင်မို့တွေကိုကလေးဘောလုံးပေါက်စနာလေးသေးသေးလေးတခါတည်းတောင်မို့ကျင်းနေလိုက်ကြပါလိမ့်ကြသွားတော့ကလေးကသူ့ပစ္စည်းတွင်းနေကြတော့သွားနှိုက်တော့တာပေါ့သွားနှိုက်တဲ့အခါကျတော့အမေနဲ့ဖေနဲ့ကဘေးကနေကြည်နေတာနောက်ကနေဟေးကလေးတော့တွင်းနေနှိုက်နေပြီကြည်အောင်ဘလို့တော့ကြည်နေပေါ့လေသူတို့ကလေသွားမဆွဲဘူးဟဲ့သားသွားမလုံးနဲ့အဲမှာမွေရှိရလို့မပြောဘူးပြေးတိုက်တရားတရားကလည်းကြည်စမ်းကိုယ်တရားတရားနဲ့သူတို့တရားတရားနဲ့နှိုင်းရှင်ကြည့်ဘုန်းကြီးတို့သားသမီးရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်သားသမီးအဲ့ဒီလိုမွေရှိတဲ့တွင်နဲ့သွားနိုင်နေရင်နှိုက်လို့ပြောမလားဟက်ကလေးပြန်လာလို့ပြောမလားပြန်လာလို့ပြောမှာပေါ့သားအဲ့ဒီနာမသွားနဲ့လာခဲ့ဆိုအတင်းသွားဆွဲထုတ်မှာပေါ့ကောင်းကောင်းပြောလို့မရရင်ရိုက်တောင်မှဆွဲခေါ်လာအောင်မယ်နောက်ကနေဒါလေးချောင်းမိကြည့်နေသွားမဆွဲဘူးကလေးကိုအဲ့ဒါနဲ့ကလေးကလည်းမမိတမိနဲ့လှမ်းနှိုင်းရင်ကနေပြီးတော့နောက်ဆုံးပြေးတတ်ရေတခါတည်းဟာသူ့ဘောလုံးသူရအောင်နှိုက်တော့ဘယ်လိုဖြစ်သွားတော့ဆိုတဲ့အခါကျတော့မွေကလည်းအပြင်ကိုအထွက်ကလေးကလည်းလက်ကသွားနေမွေလေပင်တခါတည်းသွားညှစ်မိရတာဖြစ်နေတော့သူ့ဘောလုံးအောက်မှာသွားညှစ်ထားတာဘောလုံးကိုအာမိမိသားဘောလုံးတွေ့ပြီဆိုတော့သားတွေ့ရင်ဆွဲထိုးဟိုကလည်းဆွဲထုတ်ဆိုတဲ့အခါကျတော့အမကသွားညှစ်ထားတာလေပင်ညှစ်ထားတာခါတဲ့မွေကအရှိကြီးထဲမှာဒီမွေကြီးကဘုန်းကြီးတို့ပြေးတာရိုးမွေမဟုတ်ဘူးဒီမွေကြီးကတောင်ပေါ်မှာစောက်နေတာလေပင်ထဲမှာဗရမ ्या ယရဏငုံနာတာအိဋ္ဌာတရားဗရမ ्या တဲ့ဗရမ ्या ယရဏကြီးငုံနာတာဒီမွေကြီးကတာမန်မွေမဟုတ်ဘူးဒီကနေ့ကိစ္စကနဲ့ပြောရင်ဗါလဲတိုက်မွေတို့ဘာလို့ဖြစ်မှာပေါ့ဗျာဥစ္စာကောင်းရင်လည်းဖြစ်မှာပေါ့ဒီတောင်ပေါ်ကြီးထဲမှာသူနေတာကြာပြီအဲ့ဒါနဲ့လေပင်ကိုအတင်းဆုပ်ပြီးတော့ခလေးကအတင်းဆောက်ဆွဲဆောက်ဆွဲတော့မွေကြီးကမခံနိုင်တော့လေပင်အစ်တဲ့ခါကျတော့အဲ့ဒါနဲ့ဒီမှာဗရမ ्या နဲ့ကလည်းလေပင်တွေကထောက်နေတာထောက်နေတော့ခါနဲ့ဘာမှပြောနေပါဇာဟပြီးတော့ဒီလေပင်နဲ့ဗရမ ्या နဲ့တင့်နေခလေးကဆိုတော့နာနေတာဟုတ်အဲ့ဒါဗရမ ्या ကိုအန်ထုတ်ပေးလိုက်တော့ရော့သွားတော့ခလေးကအပြင်ကိုထွက်လာတာသူ့ဘောလုံးအောက်မေးလို့သွားပြေးကောက်တာပြေးတာမဟုတ်ဘူးဗျအိဋ္ဌာတရားဗရမ ्या ယရဏဖြစ်နေအဲ့ဒီတော့မှတခါတဲ့အမေနဲ့အဖေခြုံထဲကနေအတင်းပြေးထွက်လာပြီးတော့ခလေးပွေးဗရမ ्या ကောက်ပြီးတော့ဘုန်းကြီးတို့ပြေးတဲ့အတင်းတခါတဲ့အိမ်မော်တက်ပြေးအိမ်မော်တက်ပြေးပြီးတော့အိမ်မော်မှာတခါတဲ့ရေမိုးဆေးပြီးတော့သူတို့တခါတဲ့ဒီဗရမ ्या တချာကြည့်တော့ဗရမ ्या ကထူးဆန်းနေတမျိုးပဲဒီဗရမ ्या ကဒီမွေးကဒါဒီတိုင်းဆိုလို့ရှိလို့ဒီဥစ္စာသောင်းမွေဖြစ်နေမယ်ထင်တယ်အဲ့ဒါနဲ့အနိနာပတ်ဝန်းကျင်ကလူကြီးတွေဘာတွေခေါ်ပြတာပေါ့ခေါ်ပြတော့ဒီလိုပဲဗရမ ्या တစ်လုံးရတယ်ဆိုတော့ဟာမင်းတို့ဒီဗရမ ्या ကတာမန်ဗရမ ्या မဟုတ်ဘူးဒါအိဋ္ဌာတရားဗရမ ्या ပဲအဲ့တော့မင်းတို့လိုချင်တာတောင်းအဲ့ဒီဗရမ ्या ရဲ့တဏ္ဍာဟာရှစ်မြောက်တဏ္ဍာရှိတယ်လိုတရအိဋ္ဌာဗရမ ्या အိဋ္ဌာတရားဗရမ ्या တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေးတိုင်းဘေးကနားလဲတဲ့လူကြီးတွေကပြောတဲ့အခါကျတော့မှအဲ့ဒါဗရမ ्या ယရဏလေးဆေးကြောပြီးတော့အဲ့ဒါအမြင့်လေးမှာတင်းပြီးတော့သူတို့လိုချင်တာတောင်းတာများမတောင်းပါဘူးနော်များမတောင်းပါဘူးမနေ့ပြင်ကသင်္ဃာ60အပဆွန့်ကမို့လို့အဲ့ဒါသင်္ဃာ60အပဆွန့်ကဖို့လို့လုံလောက်အောင်ပေးပါလို့ဗရမ ्या ယရဏကိုတောင်းတဲ့အခါကျတော့ဟောဘုန်းကြီးတို့ပြေးတိုင်းအဲ့ဒီဗရမ ्या ယရဏကနေပြီးတော့ဆွန့်ကဖို့လို့အလိုနေရင်းနဲ့ငွေဒီထွက်လာပြီအဲ့ဒီငွေနဲ့ဈေးထဲသွားပြေးဝဲပြီးတော့တန်ခါအပ60သားချက်ပြုတ်နောက်တနေ့မနေ့အာယုန်တက်ချိန်မှာအဲ့ဒီတန်ခါတော်တွေကိုဆွန့်ကလိုက်ရတယ်အဲ့ဒါဘုန်းကြီးတို့ဒီပတ္တလိပုတ်နေပြီးတော့မှသူဆင်းရဲလင်မယား2ယောက်နောက်တော့ချမ်းသာသွားတယ်ဆိုပေမဲ့လို့အဲ့ဒီအိဋ္ဌာတရားဗရမ ्या ကြီးကနေပြီးတော့ပဲသူတို့လိုချင်တာလေးတွေလိုချင်တဲ့အတိုင်းအတာလေးတွေကိုပဲတောင်းပြီးတော့သူတို့တတ်နိုင်တယ်များအဲ့ဒီမှာလှူသူတို့လည်းစားဘုရားမြတ်စွာသာနာတော်တန်ခါးလေးကြွလာလဲလှူလို့တန်းလို့ပေးလို့ကမ်းလို့နောက်ဆုံးဘုရားတဲ့ကျောင်းစာကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့အဲ့ဒီမိသားစု3ယောက်ဟာဘုန်းကြီးတို့ဘုရင်တိုင်းအသက်ထက်ဆုံး
ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့သေးတဲ့အမေနဲ့အဖေနဲ့သေးတော့သားလက်ထဲအဲ့ဒီဗဒမြယရဏအဲ့ဒီသားသေးသွားပြီးဒီနောက်မှာအဲ့ဒီသားသေးတဲ့နေ့မှာပဲအဲ့ဒီဗဒမြယရဏဟာလည်းပဲအလိုလိုနေရင်ပျောက်သွားတယ်တဲ့ကံကသူတို့မိသားစု၃ဦးအတွက်ပဲဒီဗဒမြယရဏကပါတယ်ကျန်တဲ့လူတွေဒီဗဒမြယရဏနဲ့သူတို့နဲ့မထိုက်တန်ဘူးဒါကြောင့်မို့လို့အဲ့ဒီသားလေးသေတဲ့နေ့မှာပဲအဲ့ဒီဗဒမြယရဏကပျောက်သွားတယ်သူတို့သားမိသားဖ၃ယောက်အလုံးတို့သည်ကွယ်လွန်နေစာရောက်သွားပြီးဒီနောက်မှာဒုတိယနန်းပြည်မှာနတ်သားသွားဖြစ်ကြတယ်။ဘာသွားဖြစ်ကြတယ်တဲ့။နတ်သားသွားဖြစ်ကြတယ်တဲ့ဘုန်းကြီးတို့ပြည်သားကြီးအဲ့ဒါကိုယ်စေတနာကိုယ်အကျိုးပြန်ပေးတာပဲ။ဟုတ်တယ်မဟုတ်လား။ဘယ်နေ့ရတော့ကပရမဥဆုံးနေ့ကဘုန်းကြီးဟောခဲ့ပြီးကုသိုလ်တွေ့ဖက်ကောင်းကျိုးဆက်။ဘာတယ်လဲပြည်သားကြီးကုသိုလ်ကောင်းမှုလုံးရှင်တဲ့တရားဆန္ဒရှိနေတဲ့ပုဂ္ဂိုလ်တွေကိုတမာဒေဝနတ်ကောင်းနှမြတ်တွေကပြစ်မထားဘူးဆိုတာဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးသင်္ခဇတ်တော်မှာဟောခဲ့လားမဟောခဲ့ဘူးလားဘုရားလောင်းတော်သင်္ခပုံနာဖြစ်စဉ်ကာလကပင်လယ်ထဲမှာသင်္ဘောပြက်တာစီးပွားရှာတာကုသိုလ်အတွက်ပါပါတယ်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထွက်ရှာတာမို့လို့မဏိမေခလာနတ်သမီးကယ်ရပါတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒါဘုန်းကြီးတို့ကုသိုလ်တွေပဲကောင်းကျိုးဆက်တရားဟောပြီးပြီဒီနေ့ကတော့အဲ့ဒါပါဠိပုတ်နေပြီးတော့မှသူစင်းရဲလင်မယား2ယောက်ခရာကိုကြွပြီးတော့ဗောဓိပင်ကြီးကိုပူဇော်မဲ့သင်္ဃာတော်အပါ60တို့ကဆွမ်းကပ်ချင်လွန်းလို့သားကိုတတ်ပြီးတော့လှူရဲတဲ့ဇနီးမောင်နှံတို့ရဲ့တရားတရားကလည်းအံ့ဩဖွယ်ရာကောင်းတယ်ယုံကြည်မှုတရားတရားလက်ကင်ထား၍ဒီနေ့တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောဩဒီယဟန်တာမဏိယောဂီသူတော်စင်တို့ကိုဆွမ်းအလူရှင်များကဆွမ်းလှူပါတယ်အဲ့ဒီဆွမ်းလှူတဲ့တရားပွဲမှာဒီသက်ချပွဲမှာဘုန်းကြီးကဒီနေ့ပါဠိပုတ်နေပြီးတော့မှဖြစ်ပျက်ခဲ့သောဖြစ်ပျက်လေးတစ်ခုကိုပြောပြတာသားကိုတတ်၍လှူရဲသူတဲ့ဗာတရားတဲ့လေကဲဆိုကြည့်ပါယုံကြည်တရားဖြစ်ပေါ်လာလူစရာမရှားပါယုံကြည်တရားဖြစ်ပေါ်လာလူစရာမရှားပါယုံကြည်တရားဖြစ်ပေါ်လာလူစရာမရှားပါတရားတရားကကိုယ်စိတ်ထဲမှာတကယ်ယုံယုံကြည်ကြည်ဖြစ်လာပြီလို့လူစရာဆိုတာမရှားပါဘူးဟုတ်တယ်မဟုတ်လားလူစရာဆိုတာမရှားပါဘူးလူစရာသူ့ဟာသူပေါ်လာတာနောက်ဆုံးဘာမှမရှိရင်နေပေးတယ်ဘုန်းကြီးတို့ပြေးတိုင်းသူများတည်ထားတဲ့တောက်ရဥစဉ်လေးပတ်စံတပြားမှမကုန်မနဲ့ရေတွင်းထဲကရေလေးခတ်ပြီးတော့ရေသွားဖြည့်ပြီးရင်တော့ဥဒကဒါနဆိုတဲ့ရေအလှမျိုးမရဘူးလားကဲရေခတ်ပြီးတော့ရေဥစဉ်ရေသွားဖြည့်ပေးရတာပတ်စံကုန်လားဒီယုံကြည်မှုတရားတရားပဲအရေးကြီးတယ်တရားတရားပဲအရေးကြီးတယ်ဟုတ်တယ်မို့လားဒါကြောင့်မို့လို့ယုံကြည်တရားဖြစ်ပေါ်လာလူစရာမရှားပါနောက်တစ်ခါဆိုပါလူချင်းလာလျင်သားကိုပင်အမှန်ပင်တတ်လှူတာလူချင်းလာလျင်သားကိုပင်အမှန်ပင်တတ်လှူတာလူချင်းလာလျင်သားကိုပင်အမှန်ပင်တတ်လှူတာတရားတရားနဲ့သားစီးချလိုက်တဲ့အခါကျတော့တရားကအာတာဝါဒဘာကအာတာဝါဒတရားကအာတာသွားတာသာသမီယရဏနောက်ထပ်ရနိုင်တဲ့ဒီသတ်တတ်ပြီးတော့လှူမဲ့တော့သတ်တတ်ပြီးတော့လှူမဲ့ဆိုတော့ဒီသားကိုအကြောင်းပြုပြီးတော့ခုနတော့ကရလာမဲ့ကိုငွေကိုမျှော်ပြီးတော့သူတို့ကလှူရမှာဘယ်မိသားစုကိုမိသားစုကိုသားသမီးကိုဘသူကတော့တတ်ရှင်ပါတယ်သို့တော့တရားတရားကအားကောင်းလာတဲ့အခါကျတော့လေဘုန်းတို့ပြေးတိုင်းကိုသားလည်းပဲကိုတတ်ပြီးတော့လှူကျင်လာတာပဲတဲ့။ကိုင်းနောက်တစ်ခုဆိုပါတတ်ဖို့ဆိုတာဝင်လေးတာစိတ္တာသာယရဏတတ်ဖို့ဆိုတာဝင်လေးတာစိတ္တာသာယရဏလူချင်းစိတ်ကတာမယဒွိဟဖြစ်နေတာလူချင်းစိတ်ကတာမယဒွိဟဖြစ်နေတာသို့ပါတော့လေသာတပွဲဆင်နွယ်ကြလေတာသို့ပါတော့လေသာတပွဲဆင်နွယ်ကြလေတာသာကမသိအလှူတွေတိုးလေလှူရတာသာကမသိအလှူတွေ
တိုးလေလူရတာထိုကြောင့်သူငါကုသိုလ်ဟာကြောက်ခါမနေသင်မှာထိုကြောင့်သူငါကုသိုလ်ဟာကြောက်ခါမနေသင်မှာအဲ့ဒီပါတိလိပုတ်နေပြီးတော့ကမိသားစုရဲ့ဇလန်းလေးကိုနားထောင်ပြီးတော့သားကိုတတ်တော်လည်းပဲသားကမသေးပဲနဲ့အလှူတွေတိုးပြီးတော့သူတို့မိသားစုတွေလှူသွားရလားမလှူသွားရဘူးလားဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုဒါနကုသိုလ်ကောင်းမှုဆိုတာကြောက်မနေနဲ့တိုးပြီးတော့ကိုယ်မှရှိတာလေးတွေထုတ်ပြီးတော့လှူသွားပါတဲ့ဆိုလိုက်ပါကိုယ်စေရနာကိုယ်သာမှန်စွာကြိုးပေးမှာကိုယ်စေရနာကိုယ်သာမှန်စွာကြိုးပေးမှာကိုယ်စေရနာကိုယ်သာမှန်စွာကြိုးပေးမှာအဲ့ဒါကိုယ်စေရနာကတော့ကိုယ်ကိုတနေ့နေ့တစ်ချိန်မှာပြန်ပြီးတော့အကျိုးပေးပါမယ်ဆိုတဲ့အကြောင်းသားကိုတတ်၍လူရဲ့သူလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုခဏချမ်းမြေမြေကြောင်း၌တွေ့၌ဒုရနဲ့ဗျာသာနာလို့အထုတ်တော်မူကြတဲ့ယဟန်သားမင်းယောဂီသူတော်စင်များဇဉ္ဉံတရားရှုမှရ၌ကိုယ်စိတ်နှပါမပင်မမဲနဲ့ချမ်းသာတာရှုမှနိုင်ပါစေခြင်းကျွမ်းကဇဉ္ဉံလန့်အတွက်အလူတော်ငွေကျ9000ကိုလူတိုင်းရတဲ့ကုသိုလ်ကံစေရနာဓမ္မဒါနဓမ္မပူဇာအနေအပြင်လူတော်ငွေကျ1000ကိုနိဗ္ဗာန်ကြီးမှန်းပြီးတော့လူတိုင်းရတဲ့ကုသိုလ်ကံစေရနာလွန်ခဲ့သောလားလွန်ခဲ့သောရဲ့လွန်ခဲ့သောနှစ်တို့ကမိမိတို့စေရနာအာဒရာအာရုံဖြင့်ပြုလုပ်ဆောင်ရွယ်ခဲ့တဲ့ဒါနသီလဘာဝနာကုသိုလ်ကံစေနာပေါင်းကောင်းမှုတို့ကြောင့်မအိုရမနာရမတရားဖြစ်သောမှာအသင်္ကတ္တမြတ်လာစွာသောနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့ဒီဒါနဒီသီလဒီဘာဝနာတွေနဲ့လင်မြန်စောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလည်နိုင်ကြပါစေကုန်သောရဲ့လို့ပထနာအောင်ရှုပြုနိုင်ကြပါစေကုန်တည်း